ကောင်းကင်ပြားတိန်တိုက်ကောင်းရဲ့လက်ကျင်ရေးကွင်းပြင်ကျဲကြီးထဲမှာနေအောင်ကြီးကအသားလောင်မတက်ပူပြင်းနေပြီးတပဲ့ပေါင်း16,000ဟာချွေးတလုံးလုံးနဲ့ဟစ်ဟာဆိုပြီးအော်ဟစ်ကဓာတ်တိုင်းတွေကျင့်ကြံနေကြတာဟာတကယ့်ကိုအားကျစရာမြင်ကွင်းကြီးပေါ့ဒါပေမဲ့အဲ့ဒီလိုတက်ကြလှုပ်ရှားနေတဲ့လူအုပ်ကြီးရဲ့အလဲဘိုးကတစ်ပင်ရဲ့အောက်မှာတော့လင်းဖန်ဆိုတဲ့ကောင်လေးကပါဆက်ကြီးဟာပြီးတရွေးတောက်တောက်ကြကဟောက်တန်ကိုခူးရှူဆိုပြီးခေါင်းတစ်ခုလုံးကြားရလောက်အောင်ပေးနေလေရဲ့လင်းဖန်ရဲ့ဘေးနားမှာတော့သူ့ရဲ့အိတ်ပုတ်စနစ်ထဲလက်ဖြန့်ထိုင်ရှင်ကဆက်ရုပ်တန်လိုလူတန်လိုနဲ့ခက်ချေချေလေးတန်နဲ့တင်းအိမ်ရှင်ကဝက်တကောင်လိုအိမ်မောကြနေတဲ့အတွက်အောင်မြင်မှုအမှတ်တရရရှိပါတယ်ဂုဏ်ယူပါတယ်အခုဆိုရင်အိမ်ရှင်ရဲ့ဟောက်တန်လိုင်းကပတ်ဝန်းကျင်ကလူတွေကိုနားဥစေတဲ့အထိအစွမ်းထက်သွားပါပြီလို့စိတ်ထဲကနေအကြောင်းကြားစာပို့နေရဲ့တကယ်တော့လင်းဖန်ဟာဒီကဘာကိုကူးပြောင်းလာဒီမြင်ကွင်းကိုကြည့်နေတဲ့အကြီးတန်းတပည့်ကြောက်ဟူကတော့ဒေါသတွေထွက်လုံးလို့မျက်နှာကြီးတောင်ခရမ်းချင်တီးလို့နီမြန်းနေပြီးဒီအမိုက်ကောင်လင်းဖန်ငါတို့အားလုံးကကဘာပြက်မတက်ကြင့်ကြံနေတာကိုသူကဒီမာလာအိတ်နေရဲ့ပေါ့လေငါဒီနေ့သူ့ကိုပညာပေးရမယ်လို့အော်ဟစ်ပြီးလင်းဖန်စီကိုအပြေးလွှားသွားလိုက်တဲ့ကြောက်ဟူကသူ့ရဲ့အစွမ်းထက်တဲ့ကြားတက်လက်ဝါနဲ့လင်းဖန်ကိုရိုက်ချလိုက်ဖို့ပြင်လိုက်ချိန်မှာပဲလင်းဖန်ကအိမ်မက်ထဲမှာရင်ကောင်တကောင်ကိုမောင်းလိုက်တယ်လို့မျိုးလက်ကိုရမ်းလိုက်တာဒါပေမဲ့စနစ်ကတင်းအိမ်ရှင်ကအိမ်မက်ထဲမှာရင်ကောင်မောင်းတာဟာနတ်ဖျားလက်ဝါရဲ့အစင်းမြင့်လှုပ်ရှားမှုနဲ့တူညီသွားပါတယ်တိုက်ခိုက်မှုအားကိုတစ်ဆယ်ဆတိုးမြင့်လိုက်ပါပြီလို့ပြောလိုက်တဲ့အခါမှာတော့ကြောက်ဟူကများလင်းဖန်ရဲ့လက်ရန်ချက်ကြောင့်လေထဲကိုဝစ်ခနဲလွင့်ထွက်သွားပြီးခေါင်းရဲ့နံရံကြီးကိုဘုံဘုံလဲအောင်သွားတိုင်းမိတော့တာပဲဘေးနားကတပည့်တွေကတော့ပါဆက်ဟောင်းသားနဲ့ဒါဘာတိုင်းလဲတကယ်တော့လင်းဖန်ကအဲ့ဒီအချိန်မှာအိမ်မက်ထဲမှာကြက်ကြော်စားဖို့စူးစမ်းနေတာပါစနစ်ကတော့ခက်အေးအေးပဲတင်းအိမ်ရှင်ရဲ့အိမ်မက်ထဲကကြက်ကြော်ကအရသာမရှိတဲ့အတွက်စိတ်တက်ကြမှုအမှတ်90ရပါတယ်ဒါပေမဲ့အပြင်လောကမှာတော့လူတွေကအိမ်ရှင်ကိုနတ်ဖျားတပားလိုကိုးကွယ်နေကြပါပြီးအရှက်မရှိတဲ့စွမ်းရည်10မှတ်ထပ်တိုးပါတယ်လို့ပြောလိုက်တဲ့ခဏအကြာမှာကောင်းချုပ်ကြီးရောက်လာပြီးလင်းဖန်ကိုမြင်တော့မျက်မှောင်ကျုပ်လိုက်ပေမဲ့လင်းဖန်ရဲ့ကိုဘော်ကထွက်ပေါ်နေတဲ့ထူးဆန်းတဲ့စွမ်းအင်တွေကိုခန်းစားမိသွားတယ်အမှန်တော့အဲ့ဒါကစနစ်ကဖန်တီးပေးထားတဲ့အိတ်ချင်မှုဒူးစွမ်းအင်တွေပါကောင်းချုပ်ကြီးကအင်းဒီကလေးကထိုင်ရင်းနဲ့တရားကျင့်နေတာပဲဖြစ်ရမယ်သူ့ရဲ့အသက်ရှူနှုံးကမှန်ကန်လုံးနဲ့ဒါဟာမဟာတုညနယ်ပယ်ကိုရောက်နေတာပဲလို့ပြောပြီးလင်းဖန်ကိုကောင်းရဲ့ရှားပါပါရမီရှင်ဖြစ်တတ်မှတ်လိုက်တယ်လင်းဖန်ကတော့အိပ်ပျော်နေရင်းကနေသွားရည်တွေတောက်တောက်ကျနေတော့မဲစနစ်ကလည်းတင်းအိမ်ရှင်ရဲ့သွားရည်ကကောင်းနောက်ရက်မှာတော့ကောင်းချင်းချင်းပြိုင်ပွဲကြီးကျင်းပဖို့ဖြစ်လာတယ်တခြားကောင်းကပါရမီရှင်တွေကဓားတွေလန်တွေနဲ့အစွမ်းပြနေကြချိန်မှာလင်းဖန်ကတော့ပြိုင်ပွဲစင်မြင့်ပေါ်ကိုစောင်းတထဲခေါင်းတစ်လုံးနဲ့တက်သွားတာကိုမြင်လိုက်ရတော့တကွင်းလုံးဆူညံသွားတာပေါ့ဒါဘာလို့တာလဲသူကပြိုင်ပွဲလာတာလားအိတ်စင်လာတာလားလို့လူတွေကဝိုင်းလောင်ကြတယ်ပြိုင်ပွဲဖြစ်တဲ့မိုးကြိုးကောင်းကလီဖုံးကမင်းကငါ့ကိုစော်ကားနေတာလားအခုချက်ချင်းတဆန်းလို့អော်ပြီးမိုးကြိုးလက်တီးနဲ့ထိုးလိုက်တဲ့လင်းဖန်ကတော့ခေါင်းကိုပိုက်ပြီးဟိုဘက်ဒီဘက်လက်အိတ်လိုက်တာကြောင့်လီဖုံးရဲ့တိုက်ခိုက်မှုကလွဲချော်သွားယုံတင်မကပဲလင်းဖန်ရဲ့ခြေထောက်ကမတော်တဆလီဖုံးရဲ့ခြေတလုံးကိုခွက်ခနဲသွားခတ်မိသွားတဲ့စနစ်ကတင်းအိတ်နေရင်ခြေဆက်လိုက်တာဟာနတ်ဆိုးခြေတလုံးရိုက်ချက်အဖြစ်ပြောင်းလဲသွားပါတယ်ပြိုင်ဘက်ရဲ့အယိုးကိုမချိုးပဲအဆက်ကွဲအောင်လှုပ်ဆောင်လိုက်ပါပြီလို့အချက်ပေးတယ်လီဖုံးကများခက်လန်းလန်းကိုခွေးကြတယ်လို့ကြသွားလူတွေအားလုံးကတော့လင်းဖန်ကိုအိမ်မက်ဓာတိုင်းရဲ့အရှင်သခင်လို့တင်စားကြတော့တာပေါ့ကြည်စမ်းသူကမျက်လုံးတောင်မဖွင့်ပဲပြိုင်ဘက်ကိုအလဲထိုးနိုင်တယ်ဒါကဘလောက်တောင်မြင့်မြတ်တဲ့နယ်ပဲလဲလို့တယောက်ကပြောရင်နောက်တယောက်ကသူ့ရဲ့ခေါင်းကလည်းရိုးရိုးကောင်းမဟုတ်တော့ဘူးအဲ့ဒါကဘာဖြက်လက်နဲ့တစ်ခုခုပဲချစ်ရမယ်ဆိုပြီးစိတ်ကူးရင်ကြပြန်တယ်အမှန်တော့အဲ့ဒါလင်းဖန်ဈေးကနေဝယ်လာတဲ့4000တန်ခေါင်းအုပ်စုပ်လေးပါစနစ်ကလင်းဖန်ရဲ့စိတ်ထဲမှာအိမ်ရှင်အခုဆိုရင်အိမ်ရှင်ရဲ့ကြော်ကြားမှုကအထွတ်ထိပ်ရောက်နေပါပြီစနစ်ကအထူးမစ်ရှင်တစ်ခုပေးပါမယ်အဲ့ဒါကတော့ပြိုင်ပွဲစင်မြင့်ပေါ်မှာဟောက်တန်နဲ့တချင်းတပုတ်ဆိုပြဖို့ပါပဲလို့ပြောလိုက်တော့လင်းဖန်ကအိတ်ချင်မူဒူးနဲ့ပဲခူကောက်ခုကောက်ဆိုပြီးအတန်နဲ့မြင့်တွေနဲ့ဟောက်ပါလေရောအဲ့ဒီဟောက်တန်ကကြားရတဲ့သူတွေရဲ့နားထဲမှာတော့ကောင်းကင်ဘုံကတေးဂီတလိုလိုဝိညာဉ်ကိုနှိုးဆော်တဲ့အတန်လိုလိုဖြစ်သွားပြီးအားလုံးကထိုင်ပြီးတရားမှတ်ကုန်ကြတယ်ကောင်းချုပ်ကြီးဆိုရင်မျက်ရည်တောင်ဝဲလို့ငါဘဝမှာလင်းဖန်ကတော့နိုးလာတဲ့အခါမှာသူ့ဘေးနားမှာလူတွေကဒူးထောက်နေကြတာကိုမြင်ပြီးကြောင်တောင်တောင်ဖြစ်နေရှာတယ်ငါဘာလို့မိလို့လဲငါအိတ်နေတာပဲရှိတာလေလို့စဉ်းစားနေတော့စနစ်ကအိမ်ရှင်ကအိပ်ပျော်နေတဲ့အချိန်မှာကဘာကြီးကိုကဲတင်လိုက်ပါပြီးဆုလောက်အနေနဲ့ဘယ်တော့မှမနိုးတဲ့အိပ်ပျော်ခြင်းဝိယုံကိုရရှိပါတယ်လို့ပြောပြီးလင်းဖန်ကိုပေါ်မှာရွှေရောင်ဝိယုံကြီးကိုလွှမ်းပေးလိုက်တဲ့အဲ့ဒီအချိန်မှာမိစ္ဆာကောင်းကလူသက်သမားတွေကခေါင်းကိုလာတိုက်ကြတာပေါ့သူတို့ကလင်းဖန်ကိုမြင်တော့ဒါကဟိုနာမီကြီးနေတဲ့အိပ်ပုတ်ကောင်လားတေပေတော့ဆိုပြီးဓားတွေနဲ့ဝိုင်းခုတ်ကြတယ်ဒါပေမဲ့လင်းဖန်ကအဲ့ဒီအချိန်မှာအိတ်ချင်လုံးလို့တန်းဝေလိုက်တာဝါဆိုတဲ့တန်းတန်ကြီးကပြင်းထန်တဲ့လေးလိုင်းကြီးဖြစ်သွားပြီး
လူသက်သမားတွေကိုလွင့်ထွက်သွားစေုံတင်မကပဲသူတို့ရဲ့ဝိညာဉ်တွေကိုပါတုံးလှုပ်သွားစေတဲ့စနစ်ကတင်နဂါးဟောက်တန်းဝေခြင်းအစွမ်းကအောင်မြင်သွားပါပြီမိစ္ဆာတွေအားလုံးလန့်ပြေးကုန်ကြပါပြီလို့အတန်ပေးပြန်တယ်တကယ်တော့လင်းဖန်ကအိတ်ချင်ရောင်ဆောင်နေတာမဟုတ်ပဲတကယ်ကိုအိတ်ပုတ်ကြီးနေတာပါတခါကခေါင်းထဲမှာအရေးကြီးတဲ့ဆွေးနွေးပွဲလုပ်နေတုန်းလင်းဖန်ကထိုင်ကုန်ပေါ်မှာအိပ်ပျော်သွားပြီးခေါင်းကရှေ့ကိုငိုင်းငိုက်ကြနေတာလူတွေကတော့ကြည်စမ်းလင်းဖန်ကခေါင်းကျုပ်ရဲ့စကားကိုအလေးနဲ့ထားပြီးခေါင်းညှစ်ထောက်ခံနေတာသူကတကယ်ကိုယိုသေးတက်တဲ့သူပဲလို့ထင်နေကြတာတကယ်တော့လင်းဖန်ကအိမ်မက်ထဲမှာခေါင်းနဲ့ဘောလုံးတိုက်နေတာပါစနစ်ကတော့ဒီခြေနေကိုကြည့်ပြီးအင်ရှင်ရဲ့ကံကောင်းမှုကဂုံတိတ်ခါကိုကြော်လွန်နေပါပြီအခုဆိုရင်အင်ရှင်ကဘာမှမလုပ်ဘဲနဲ့တင်နောက်ဆုံးမှာတော့ကမ္ဘာအဆင့်အမြင့်ဆုံးကျင့်ကြံသူကြီးတစ်ယောက်ကလင်းဖန်ကိုစိန်ခေါ်ဖို့ရောက်လာတဲ့အဲ့ဒီလူကြီးကငါဒီလောကမှာရှုံးနိမ့်ခြင်းမရှိတာနှစ်ပေါင်း1000ရှိပြီးမင်းကအိမ်ရင်နဲ့အနိုင်ယူနိုင်နေဆိုတာငါမယုံဘူးလို့ပြောပြီးသူ့ရဲ့အစွမ်းထက်ဆုံးနေမင်းဖြက်စီးခြင်းတိုင်းကွက်ကိုထုတ်သုံးလိုက်တဲ့လင်းဖန်ကတော့အဲ့ဒီအချိန်မှာစနစ်ရဲ့ခိုင်းစေချက်အရာအိတ်ဆက်ခြင်းနေမြေထဲကိုရောက်နေပြီးသူ့ကိုယ်သူအိပ်ရာပေါ်မှာပဲရှိနေရဲ့လို့ထင်နေတာသူကအယမ်းပူတယ်ဗျာရက်တောင်လေးပါလေးခတ်ပေးကြဘာဦးလို့ရောင်ပြီးပြောလိုက်တဲ့အခါစနစ်ကတင်အင်ရှင်ရဲ့ရောင်စကားကိုလေနက်မင်းရဲ့အမိန့်တော်အဖြစ်ပြောင်းလဲလိုက်ပါပြီလို့ဆိုကလေပြင်းတွေတိုက်ခတ်စေပြီးဟိုဘိုးကြီးရဲ့နေမင်းစွမ်းအင်တွေကိုမှုတ်ထုတ်ပစ်လိုက်တဲ့အဘိုးကြီးကကြောက်လန့်နေကြနဲ့ဒါကဘာစွမ်းအားလဲငါရဲ့အစွမ်းဆုံးလင်းဖန်ကတော့မျက်လုံးတစ်ဖက်ကိုပွေရင်းနိုးလာပြီးဟင်းနေဘူးတာတက်တာသွားပြီလားငါထက်အိတ်လို့ရသေးလားလို့မေးလိုက်တာကိုလူတွေကကြည်စမ်းသူကအမြင့်ဆုံးကျင့်ကြံသူကြီးကိုအနိုင်ယူပြီးတာတောင်ဘဝင်မမြင့်ပဲတရားဆက်ကျင့်ဖို့ပဲစဉ်းစားနေရဲ့ဘလောက်တောင်နှိမ့်ချတတ်တဲ့သူလဲဆိုပြီးအားကြမဆုံးဖြစ်ကုန်ကြပြန်တဲ့စနစ်ကတော့လင်းဖန်ကိုအင်ရှင်အခုဆိုရင်အင်ရှင်ကကဘာပေါ်မှာအင်အားကြီးဆုံးသူဖြစ်သွားပါပြီဒါပေမဲ့စနစ်မှာမစ်ရှင်အသစ်ရှိပါသေးတယ်အဲ့ဒါကတော့နောက်နှစ်ပေါင်း1000ကြာအောင်ဆက်အိပ်ဖို့ပါပဲလို့ပြောလိုက်တော့လင်းဖန်ကအေးအဲ့ဒါငါအကြိုက်ဆုံးမစ်ရှင်ပဲလို့ပြောပြီးအိပ်ပျော်သွားပြန်တယ်ဒီလိုနဲ့လင်းဖန်ဟာဘာမှအပင်ပန်းမခံပဲဒါတစ်ချက်မှမလွဲပဲအိမ်ရင်ဟောက်ရင်းနဲ့တင်တကဘာလုံးကိုအနိုင်ပိုင်းသွားတဲ့အိပ်ပုတ်နဲ့ဖျားအဖြစ်တမိုင်းတွင်ကြံရစ်ခဲ့ပါတော့တယ်တကဘာလုံးကလူတွေကလည်းသူအိပ်နေတဲ့တောင်ကြီးကိုဖျားเจ้าလိုသဘောထားပြီးလာရောက်ပူဇော်ကြတယ်သူ့ရဲ့ဟောက်တန်ကိုကြားရရင်ပဲကျင့်စဉ်တွေတက်လာတယ်လို့ယုံကြည်နေကြတာကတော့တကယ့်ကိုရဲစရာကောင်းတဲ့အမှန်တရားကြီးပေါ့ဗျာ